မင်းကလေးကရိုးရှင်းတဲ့ဆန်ပြုတ်ဖြူတစ်ခွက်ကိုပဲချက်ပေးခဲ့တာပါဒါပေမဲ့အဲ့ဒီဆန်ပြုတ်ကအစားအသောက်ဆိုရင်အလိုမကျတတ်တဲ့ဆရာကြီးရဲ့ခတွင်းကိုလိုက်သွားစေခဲ့ပါတယ်အိမ်စီတွေအားလုံးလည်းအံ့ဩတုန်လှုပ်သွားကြတာပေါ့ဘာလို့လဲဆိုတော့ဒီဆရာကြီးဟာအရင်ကအိမ်ကူပေါင်း100ကျော်ကိုအလုပ်ဖြုတ်ခဲ့ဘူးသူမဟုတ်လားဒီမင်းကလေးကတော့သူ့ကိုပထမဆုံးအကြိမ်စိတ်ကျေနပ်မှုပေးနိုင်သူဖြစ်ခဲ့ပါတယ်ဒါပေမဲ့မင်းကလေးကဆရာကိုဆန်ပြုတ်ထပ်ထည့်ပေးဖို့လုပ်တဲ့အချိန်မှာပဲသူမရဲ့ရင်ဘက်ကကျဲသီးတစ်လုံးဟာဆန်ပြုတ်ပန်းကန်တဲကိုပြုတ်ကျသွားပါတယ်သူမအယမ်းရှက်သွားပြီးငါတော့အလုတ်ပြုတ်တော့မှာပဲလို့တွေးကအခန်းထဲကိုပြေးဝင်သွားခဲ့တယ်အဆက်ကွဲတာထက်စာရင်ကိုဘာသာကိုအလုတ်ထွက်လိုက်တာပိုကောင်းမယ်ဆိုပြီးအထုပ်ပိုးတွေတောင်ပြင်ဆင်နေပါပြီအဲ့ဒီအချိန်မှာပဲအိမ်ထင်းစီကနေစားတဆောင်ရောက်လာပါတယ်စီယိုကညနေကျရင်သူမချက်တဲ့ဆန်ပြုတ်ကိုပဲထပ်တောက်ချင်နေတဲ့မင်းကလေးလည်းအလုတ်မပြုတ်တော့ဘူးဆိုတာသိရလို့အယမ်းပျော်သွားပြီးညနေမှာတော့စီယိုအတွက်ဆက်ဆန်ပြုတ်ကိုတေချာလေးချက်ပေးလိုက်ပါတယ်အဲ့ဒီဆန်ပြုတ်ကိုတောက်ပြဒီတဲ့နောက်မှာတော့ငါနှလုံးလုံးအိတ်မပြောတဲ့ယောဂအစားနေခံစားနေရတဲ့ရှော့ဟာပထမဆုံးအကြိမ်နှစ်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်နောက်တော့ရှော့ကအိမ်ရဲ့အခန်းတိုင်းမှာခတီတွေတက်ထားတာကိုသတိရသွားပါတယ်သူကမင်းကလေးရဲ့အခန်းထဲကကင်မရာကိုပိတ်ပေးဖို့လုပ်ရင်းနဲ့သူမကတငယ်ချင်းတယောက်နဲ့နောက်ပြောင်ပြီးပြောနေတဲ့စကားကိုကြားသွားပါတယ်မင်းကလေးကငါရှေ့ကိုယူပြီးငွေကြေးချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ခြင်းလို့အိမ်အကူလာလောက်တာလို့အရှုံးဖောက်ပြီးပြောနေတာပါတာကိုရှော့ကအတိမတ်တော့ဟာဘီသူအမုန်းဆုံးဖြစ်တဲ့ပတ်စံမတ်တဲ့မိန်းမဂိုးတကလို့တတ်မှတ်လိုက်ပါတယ်ဒါကြောင့်ဖုံးချပြီးတာနဲ့ချက်ချင်းဆိုသလိုပဲလက်ထောက်ကိုလွတ်ပြီးသူမကိုအလုတ်ဖြုတ်လိုက်ပါတယ်မိန်းကလေးမှာဘာကြောင့်လဲဆိုတာကိုနားမလည်နိုင်ပေမဲ့လည်းအထုပ်ဆွဲပြီးထွက်လာခဲ့ရုံပဲရှိတာပေါ့သူမထွက်သွားပြီးတဲ့နောက်မှာတော့ရှေးယိုဟာသူမချက်တဲ့ဆန်ပြုတ်ကိုပြန်လွှမ်းလာပါတယ်သူမထွက်သွားပြီးဆိုတာသိတော့သူနည်းနည်းနောက်တရမိသွားတယ်အဲ့ဒီအချိန်မှာအခြားအိမ်စေးမလေးတယောက်ကသူမလည်းဒီလိုကောင်းအောင်ချက်နိုင်ပါတယ်လို့ပြောပြီးချက်ကျွေးပေမဲ့စီးကတော့ကြည်ယုံနဲ့တင်အစားပြတ်သွားခဲ့ပါတယ်ဒါနဲ့ပဲသူမကိုပြန်လိုက်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာလည်းမင်းကလေးဟာစီယုံအိမ်ကအရန်ဝေးတဲ့အတွက်တက်စီငားမရပဲလမ်းလျှောက်ပြန်နေရပါတယ်အဲ့ဒီအချိန်မှာလူမိုက်တယောက်ကကားနဲ့ပိတ်ရက်ပြီးသူမကိုကားပေါ်အတင်းဆွဲတင်ဖို့ကြိုးစားပါတယ်မင်းကလေးကကြောက်လန့်တကြားအော်ဟစ်နေတော့မှပဲစီယုကအချိန်မီရောက်လာခဲ့ပါတယ်သူမလည်းရှော့ကိုမြင်တာနဲ့သူ့စီကိုပြေးသွားတော့တာပေါ့ရှော့ကလူမိုက်ကိုကန်ထုတ်လိုက်ပြီးရဲတိုင်ဖို့အမိတ်ပေးလိုက်ပါတယ်ကားပေါ်ရောက်တော့မင်းကလေးကသူမကိုဘာကြောင့်အလုတ်ဖြုတ်တာလဲလို့မေးပါတယ်ဆိုကသူမတငယ်ချင်းကိုပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြတော့မှဒါဟာအထင်လွဲမှုမှန်သိသွားပြီးသူမကိုအလုတ်ပြန်ခံကအိမ်ကိုခေါ်လာခဲ့ပါတယ်ဒါကိုမြင်တဲ့အိမ်စီမလေးကတော့မနာလို့ဖြစ်သွားတာပေါ့နောက်တနေ့မနက်မှာမင်းကလေးချက်ကျွေးတဲ့ဟင်းလျာအစ်စ်ကိုစုကချီကျူးနေတော့မှပဲစီရိုရဲ့အမေကရုတ်တရက်ရောက်လာပြီးဒီမင်းကလေးချက်တဲ့အစားအသောက်တွေကမတန်ရှင်းဘူးလို့အော်ဟစ်ပါတော့တယ်ဒါဟာအိမ်စီမလေးကမင်းကလေးကိုအကွက်ဆင်ပြီးဟင်းတွေထဲမှာအစာစားခြင်းစိတ်ဖြစ်ပေါ်စေတဲ့ဆေးတွေထည့်ထားတယ်ဆိုပြီးနာမည်ဖြတ်ဖို့လှုပ်ကြံလိုက်တာပဲဖြစ်ပါတော့တယ်